ပါဒီဘက်ကတော့ဂါးနဲ့ခေါ်ဥတောင်အကြောင်းကိုမျှဝေသွားမှာဖြစ်ပါတယ်တလဲသီးရဲ့အစိလို့လူပြီးများထားတဲ့လက်တင်ဘာသာစကားလာတာဖြစ်ပါတယ်အနီရင့်ရောင်ရှိတယ်အလဲခေအင်္ဂလိပ်စကားဟာဂါးနဲ့ဆက်တွဲပြီးပါတယ်မြန်မာလိုဥတောင်လို့အမည်ပေးထားတော်လဲကျောင်းမြတ်လောကမှာရောကျောင်းတင်ကြားရေးဘက်မှာရောဂါးနဲ့လို့အမည်တင်ပါတယ်ပညာရေးဝန်ကြီးဌာနကထုတ်ဝေတဲ့စာအုပ်ဒီမှာလဲဂါးနဲ့လို့အဓိပ္ပာယ်ဖွင့်ရပါတယ်ကောမုတ်ဆိုတဲ့ဝါဒကတော့တွတ်တွတ်အုပ်စုကြီးတစ်ခုမှာဖြစ်တဲ့ဂါးနဲ့ဆိုတဲ့အဝါရောင်ဂါးနဲ့ကိုဆိုတာဖြစ်ပါတယ်ပုံဆောင်မှုစနစ်မှာ isometric စနစ်ဖြစ်ပါတယ်ဒါလို့ဖွဲ့စည်းပုံမှာကတော့ HDY2SiO4 price ဖြစ်ပါတယ် X နေရာမှာ calcium magnesium Fe Mn ဖြစ်နိုင်ပြီးတော့ Y နေရာမှာ AlFe Mn V chromium ဖြစ်နိုင်ပါတယ်အရောင်ကတော့မျိုးစုံရှိပါတယ်အနီရောင်အစိမ်းရောင်လိမ္မော်ရောင်အဝါရောင်အညူရောင်ခရမ်းရောင်ပန်းရောင်နဲ့တစ်ခါတည်းမှာအရောင်မဲ့ပြီးရှိတတ်ပါတယ်ဒါလို့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ပြောတာရှိတာကတော့အလူမီနီယမ်ဂါးနက်တွေကမာဆစ်နဲ့တိတ်သီးစတွေညညပါတယ်ကယ်ဆီယမ်ဂါးနက်တွေကတော့မာဆစ်နဲ့တိတ်သီးစနေညပါတယ်ရောင်လက်ကတော့ဖန်ရောင်လက်မှအလင်းပေါက်နောက်အလင်းပိတ်ထိရှိတတ်ပါတယ်အများစုမှာအလင်းမှုကျွတ်ဆက်ပြီးတော့ကွဲရမရှိကြပါဘူးမာစစ် 6.5 မခွန်ထိရှိတတ်ပြီးတော့တိတ်သီးစမှာ 3.5 မှာ 4.3 ထိရှိကြပါတယ်ထင်ရှားတဲ့ကွဲရင်တွေမရှိကြပါအလင်းရညုံကိန်းမှာ 1.1 မှ 1.89 ထိရှိကြပါတယ်တချို့ကားနဲ့တွေအထူးသဖြင့်အရောင်ရင်းတဲ့ကားနဲ့တွေမိုက်ခရိုစကိုပရဲ့အောက်မှာလှည့်ကြည့်မယ်ဆိုရင်အရောင်တစ်ဖြည်းဖြည်းပြောင်းသွားတာကိုတွေ့နိုင်ပါတယ်အများအားဖြင့်အချမ်းပုံအမြင်ပုံအောင်းဝင်ကလေးတွေရှိတတ်ပါတယ်အောင်းဝင်တွေအပြိုင်တရှိနေမှုကြောင့်မဲ့လုံးဆိုတဲ့အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်ဒါနဲ့ဒီဘယ်လိုဖြစ်ပေါ်လဲဆိုရင်အတင်မြောင်းကြောက်တွေမှာဖြစ်ပေါ်လေးရှိပါတယ်စုံစည်းနာဆိုးနေမှာရှေးကြောက်တွေနဲ့အတူတွေ့ရတဲ့ပြီးတော့နေပယ်တင်မြောင်းခြင်းနဲ့အတူဖြစ်တတ်ပါတယ်အထူးသဖြင့်ဒီလိုဝင်ချိန်တွေမှာနေပယ်တင်မြောင်းခြင်းနဲ့အတူတွေ့ရပြီးတော့အလူမီနီယမ်ကျော်ရတဲ့ကားနဲ့တွေဖြစ်တတ်ပါတယ်အသွင်ပြောင်းစစ်မြင့်လေးကြီးထွားလာလေဒီဖြစ်ပါတယ်နေပယ်သွင်ပြောင်းခြင်းနဲ့အတူတွေ့ရတဲ့ကားနဲ့တွေကအောက်ဝင်တွေပါလေးရှိပါတယ်ထုံးကြောက်တွေကိုမိသင်းကြောက်တွေတိုးဝင်တဲ့အခါမှာထိတွေ့သွင်ပြောင်းခြင်း coated metamorphosis နဲ့အတူစင်ရှင်ကြောက်မှလည်းတွေ့နိုင်ပါတယ်အဲ့ဒီမှာတော့ကယ်ဆီယမ်ကားနဲ့တွေအတွေ့ရများပါတယ်ဗနီဒီယမ်ခရိုမီယမ်ဓာတ်ဆီတွေပါဝင်ခဲ့ရင်အပြောင်ကားနဲ့တွေဖြစ်လိရှိပါတယ်ကားနဲ့ရဲ့ထူးခြားတာကတော့လင်းရရှိမှုပေါ်မူတည်ပြီးတော့အရောင်ပြောင်းလဲနိုင်ပါတယ်တဘာဝလင်းရောင်ဒီဘက်မှာအပြောင်ရှိတတ်ပြီးလက်စစ်လင်းအောင်အောင်ပါစေခရမ်းရောင်မျိုးလည်းပြတ်တတ်တတ်ပါတယ်ကာဗွန်နိတ်ကြောက်တွေကိုမိသင်းကြောက်တွေတိုးဝင်တဲ့ scan တွေထဲမှာလည်းတွေ့နိုင်ပါတယ်မိသင်းကြောက်တွေမှာတင်မြောင်းကြောက်တွေလောက်ပိုးများတာမတွေ့ရတော့ပါဘူးကြောက်ရည်ဝေးအေးခဲပုံစံမှာလည်းဖြစ်ပေါ်လာနိုင်ပါတယ်ကားနဲ့ကို granite တွေ granite pegmatite တွေ peridotite နဲ့ basalt လိုမိသင်းကြောက်တွေမှာလည်းတွေ့ရတော့ပါတယ်အဲဒါကြောက်တွေမှာလည်းတွေ့ရတော့လဲ silicate ကြောက်တွေလိုတိုက်ဇာတိလိုတိုက်စားခြင်းရာသီဥချစ်ဖြတ်ခြင်းတန်ခံနိုင်တဲ့တိုက်စားခံပြီးတော့အနေရီပူချမှာဖြစ်ပေါ်လာတာဖြစ်ပါတယ်သူ့ရဲ့သုံးပုံတွေကတော့အလှဆင်လုပ်ငန်းစက်မှုလုပ်ငန်းဒီမှာသုံးပြကြတယ်စက်မှုလုပ်ငန်းတွေမှာသုံးတဲ့ကားနဲ့တွေဆိုတော့အသင့်မာတဲ့အတွက်ပွန်ဆာဘီတွေမှာကောဘတ်တွေမှာထည့်သုံးပြနိုင်ပါတယ်စက်မှုလုပ်ငန်းတွေမှာအလင်းပိတ်ကားနဲ့တွေကိုအသုံးများပါတယ်ကားနဲ့တွေကိုရေပြားသုံးဝတ်ချက်ကတ်တင်တွေမှာထည့်သုံးပြကြပြီးတော့ကြောက်တွေတထုတွေကျွေတွေဖြတ်တော့ရမှာသုံးပြကြပါတယ်တမဏိများကိုသက်စင်ခြင်းအစောတွေတက်စေခြင်းမှာလည်းဝတ်တိုက်ခြင်းမှာတုံ့ပြန်ကြပါတယ်တထုကြောက်အုံမြင့်တဲ့ပြင်နဲ့တန်ကြီးတွေအညစ်အကြေးတွေဖယ်ရှားမှာတုံ့ပြန်နိုင်ပါတယ်အနေနဲ့အညစ်အကြေးတွေတော့ရေတွေမှာဆိုင်းနေတဲ့မှုန်လေးတွေကိုကားနဲ့စီတွေမှာဖြတ်တန်းပြီးတော့တက်ရှိစေနိုင်တဲ့ဖိတာတွေမှာလည်းထည့်သွင်းသုံးပြကြပါတယ်ကားနဲ့ကိုကြောက်မြင့်ဖြစ်သုံးပြခဲ့တာကတော့နှစ်ပေါင်း900ကျော်ရှိနေပါပြီလူများစုကတော့ကားနဲ့ဆိုတာအနီရောင်ကြောက်တစ်မျိုးလို့အများစုကသိကြပါတယ်သို့တော်လည်းကြောက်မြင့်တောင်းဝင်တဲ့ကားနဲ့မျိုးကတော့အယောင်မျိုးနဲ့တွေ့နိုင်ပါတယ်ရတနာနေဖြစ်ကြောက်မြင့်တောင်းဝင်ကားနဲ့ကိုလက်ဆွဲကြိုးနကတ်လက်ပတ်ကြိုးဒီနေရာတွေမှာထည့်သွင်းသုံးပြကြပါတယ်နေရောင်ကားနဲ့တွေကတွေ့ရများဆုံးဖြစ်ပြီးတော့အပြာရောင်ကားနဲ့တွေကတော့ရှားပါးစွာတွေ့နိုင်ပါတယ်နောက်ပိုင်းမှာဆိုရင်စိမ်းရောင်ကားနဲ့တွေကိုအသုံးပြုရကြပါတယ်မိကိုဖြစ်စေတဲ့ပွင့်ရမှာစိန်သက်တလောင်ကြောင်းတွေ့ရပါတယ်စိမ်းရောင်တောက်ပြည်ကားနဲ့တွေကမြနဲ့ဆင်နေတဲ့အတွက်အများအစားသုံးပြလာကြပြန်တယ်1990ပြည့်လိုနှစ်နောက်ပိုင်းတွေမှာဘလူးကားနဲ့အပြောင်ကားနဲ့တွေကထူးခြားပြီးတော့လှပမှုရှိတာကြောင့်အယောင်ပြောင်းလဲမှုစင်ရာလင်းကုန်တတိတွေ
ရှိတာကြောင့်လည်းအခြားကားနဲ့တွေအတွက်ကျောင်းမဲ့စုဆောင်သူတွေကြားမှာထင်ရှားလာပါတယ်ကျောင်းကြီးကျောင်းမြတ်အကိဖက်သူပညာရှင်များမှာအလွန်တမိုးထားလာကြကြောင်းတွေ့ရပါတယ်ကဘာမီမှာတွေ့ရတဲ့ကားနဲ့တွေအပေါ်ရလာခရက်စ်မှာဖြစ်ပေါ်ခဲ့ကြတာဖြစ်ပါတယ်ဒီလိုကားနဲ့တွေကကဘာကြားလွာမန်တယ်မှာမိတော့ပောက်ကွဲမှုနဲ့တူဖြစ်ပေါ်လာခဲ့ကြတာတချို့တခါတည်းမြင်မနာပြင်အနီးနားမှာတွေ့ရတဲ့စိတ်တွေအများစုကိုကားနဲ့တွေကြားမှာတွေ့ရတယ်ဒါကြောင့်ကဘာကြားလာမှာတွေ့ရတဲ့အနက်ဘဲမှာဖြစ်ပေါ်တဲ့ပါရုတ်ကားနဲ့တွေဟာအရွယ်စားကြီးလေးရှိပါတယ်ဒီကားနဲ့တွေစိတ်ရှာဝေးအတွက်အညွန်းတွတ်အင်ဒီကေတာမန်နွယ်တွေဖြစ်ပါတယ်ကဘာအပေါ်ရလာမှာဖြစ်လိရှိတဲ့ကားနဲ့တွေဟာအရွယ်တီးကြပါတယ်ကဘာနေရာတော်များမှာကားနဲ့တွေထွေးရှိကြပါတယ်အိန္ဒိယမဒဂါစကာအမေရိကန်ပြည်ထောင်စုအာဖရိကဘရာဇီးသီလင်္ကာဩစတြေးလျစကန်ဒီနေဗီးယားနမီးဘီးယားမြန်မာအီရန်တူရကီအာဖဂန်နစ္စတန်ပါကစ္စတန်တို့မှာတူဖော်ကြပါတယ်မိတို့တွေမိတ်ဆွေတို့လည်းအကျိုးရှိမှဆိုရင်လည်း like and subscribe လုပ်ပေးနိုင်ပါတယ်အစိုးရရှိပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ